ကိလေသာအကျွေးပြန်ဆက်ပေးပါရှေးခါတုန်းကကုမာရကတ္တပရဟန်းတော်လေးဆိုတာရှိပါတယ်။သူမှာမိခင်ဘိက္ခုနီမကြီးဆိုတာလည်းရှိပါတယ်။ရဟန်းတော်လေးရဲ့မိခင်ဘိက္ခုနီမကြီးဟာတားတော်ရဟန်းလေးပေါ်မှာသူ့ရဲ့သားရဟန်းတော်လေးတို့မြင်လိုက်တိုင်းခန္ဓာ၅ပါးလို့မမြင်မဲတားလို့ပဲမြင်နေပါတယ်။ခန္ဓာ၅ပါးလို့မသိတာသည်အဝိဇ္ဇာတားဆိုတဲ့အစွဲသည်ဒိဋ္ဌိကိလေသာအမျိုးအစားအနေနဲ့တက္ခါရဒိဋ္ဌိခင်မင်နှစ်သက်တဲ့သဘောကတဏှာသူ့ရဲ့เจ้าမှာနေပြန်တော့လေသူသားရဲ့ရုပ်အသွင်တဏှာလေးကသူ့မျက်စိထဲကနေမထွက်တဲ့တဏှာဆွေအဝိဇ္ဇာတဏှာဒိဋ္ဌိတွေဖြစ်နေပြီဆိုကြတဲ့ကဘေကုဏီမာကြီးရဲ့တဏှာမှာကိလေသာအကျွေးတွေတင်နေပြီကိလေသာအကျွေးတင်နေပြီဆိုမှတော့ကံအကျွေးတွေလည်းတင်နေပါပြီသူရဲ့သားလေးကိုမြင်ခြင်းနဲ့သူရဲ့သားလေးရဲ့အတန်လေးကိုကြားခြင်းနဲ့သားရည်လို့အာရပါရခေါ်လိုက်ခြင်းနဲ့အဲ့ဒါဒီကံအကျွေးတွေတင်နေတာပဲအဲ့ဒီကံကြွေးတွေဘ누구ကြောင့်တင်နေကိလေသာအကျွေးတွေကြောင့်ပါတဲ့သူတစ်ပါးအသက်လည်းမသက်ဘူးသူတစ်ပါးပစ္စည်းလည်းမခိုးဘူးဒါပေမဲ့ကိလေသာအကျွေးတွေရှိနေတော့ကံအကျွေးတွေကတင်နေပါတယ်အဲ့လိုအချိန်မှသာဘိက္ခုနီမကြီးဟာမရဏဆိုတဲ့တည်ခြင်းတရားကိုရင်ဆိုင်ရရင်အပင်မှမျိုးမှအပင်ကံကြွေးဆိုတဲ့မျိုးစိတွေရဲ့ကိလေသာဆိုတဲ့အဆိုတဲ့အစေးဓာတ်တွေရဲ့ဒါတွေကအပင်ဆိုတဲ့ဇာတိပဏိတန်တွေကိုပြန်ပြီးပေါက်ဖားစေပါလိမ့်မယ်။အိုနာသေးဆိုတဲ့အကျွေးတွေဆက်ရလိမ့်မယ်။တောကပရိဝေဒဒုက္ခဒေါမနတာဆိုတဲ့ဒုက္ခအကျွေးတွေဆက်ရပေအောင်မယ်။ဒီလိုနဲ့တနေ့တော့ဆုံးခံကြတဲ့အချိန်မှာသူ့ရဲ့သားယဟန်လေးနဲ့လမ်းမှာတွေ့ပါတယ်တဲ့။ဘိက္ခုနီမကြီးကလည်းငါသားရေလို့ခေါ်လိုက်တော့ကုမာရကတ္တပမထေလေးဟာယဟန္တာမထေလေးဖြစ်နေပြီဆိုတော့ငါမကယ်တော့ငါရဲ့မိခင်ကြီးမှာဒီအစွဲတွေကြောင့်ဒုက္ခတွေတွေ့တော့မဲဆိုပြီးတက္ကမကြီးလမ်းမကြီးပေါ်မှာငါသားရီတို့လိုက်ခေါ်နေလိုက်တာရှေ့ရကောင်းမှန်းမသိဘူးလားလို့သူ့အပေါ်စိတ်နာသွားရလေအောင်မျက်နှာထားတင်းတင်းနဲ့ပြောလိုက်တဲ့အခါမှာဘိက္ခုနီမကြီးသူ့ရဲ့သားလေးကိုစိတ်နာသွားပါပြီသူ့ရဲ့ဆွဲလန်းတဲ့စိတ်တွေကိုဖျက်ဖို့အတွက်ကြိုးစားပါပြီကိုယ်ခန္ဓာမှာရှိနေတဲ့ငါဆွဲပြုတ်ချင်နေဆိုရင်တခြားခန္ဓာကိုကြည့်ရမှာလားမိမိတဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုကြည့်မှာလားမိမိရဲ့ပုံမှန်တဏ္ဍာမှာရှိနေတဲ့သဘာဝတရားကိုကြည့်တဲ့အခါပုဂ္ဂိုလ်တတ္တဝါတွေကိုတွေ့ရလားခန္ဓာ၅ပါးကိုတွေ့ရလားအဲ့ဒီခန္ဓာ၅ပါးဆိုတာက၁ဖောက်ပြန်တဲ့သဘောတရား၂ခံစားတဲ့သဘောတရား၃မှတ်သားတဲ့သဘောတရား၄ပြုပြင်တဲ့သဘောတရား၅သိတဲ့သဘောတရားအဲ့ဒီသဘောတရား၅မျိုးကဘယ်အချိန်မှဖြစ်တယ်မျက်စိနဲ့အစင်းတိုက်တဲ့အချိန်မှဖြစ်ပါတယ်။နားနဲ့အသံကိုကြားတဲ့အချိန်မှဖြစ်ပါတယ်။နှာခေါင်းနဲ့အနံ့ကိုရှူထားတဲ့အခါမှဖြစ်ပါတယ်။ရှာနဲ့ရတာကိုစားတဲ့အချိန်မှဖြစ်ပါတယ်။ကိုယ်ကာယနဲ့တွေးထိစရာကိုတွေးထိတဲ့အချိန်မှဖြစ်ပါတယ်။မနှောနဲ့တွေးတောစရာကိုတွေးတောတဲ့အချိန်မှဖြစ်ပါတယ်။ဘာတွေဖြစ်တာလဲဆိုတော့မြင်စိတ်ခန္ဓာကြားစိတ်ခန္ဓာနာမ်စိတ်ခန္ဓာစားစိတ်ဆန္ဒတွေးထိစိတ်ခန္ဓာတွေးတောစိတ်ခန္ဓာဆိုပြီး6မျိုးဖြစ်ပါတယ်။တစ်မျိုးစီမှာခန္ဓာ5ပါးဖြစ်တယ်ဆိုတော့6 5လီဆိုတော့ခန္ဓာပေါင်း30အဲ့ဒါကိုမြင်အောင်ကြည့်တာပါ။ခန္ဓာကိုခန္ဓာမှန်းသိတဲ့တော့ပုဂ္ဂိုလ်တရားဝါငါဆွဲတွေရှိသေးလား။တက္ကရာဒိဋ္ဌိရှိသေးလား။ဒီခန္ဓာတွေဒီဖြစ်ပြီးရင်ပြတ်ပါတယ်။ပြတ်တတ်တဲ့သဘောတရားရှိလို့ဒုက္ခသစ္စာရုပ်ခန္ဓာကလည်းဒုက္ခသစ္စာနာမ်ခန္ဓာကလည်းဒုက္ခသစ္စာပါပဲဆိုတော့ခင်မင်းနှစ်သက်စရာတွေတွေ့သေးလားတဏှာကိလေသာကင်းသွားပါပြီမသိမှုဆိုတဲ့အဝိဇ္ဇာကိလေသာကင်းသွားပါပြီမိမိတဏ္ဍာမှာအဝိဇ္ဇာတဏှာဒိဋ္ဌိဆိုတဲ့ကိလေသာတွေကင်းသွားပြီဆိုရင်တာသမီဇနီးခင်ဘောပေါ်မှာရှိတဲ့အဝိဇ္ဇာတဏှာဒိဋ္ဌိကိလေသာတွေကင်းသွားပါပြီအဲ့ဒီနည်းနဲ့ဘိက္ခုနီမကြီးကဒုက္ခနာမှာရှိနေတဲ့ကိလေသာတရားတွေကိုသူ့ရဲ့ဉာဏ်နဲ့ဖျက်ထောက်လိုက်နိုင်ခဲ့ပါပြီတဲ့ကိလေသာအဝိတ္တေသေးပြီဆိုတော့ကမ္မဝိတ္တေလည်းသိသွားပါပြီကမ္မဝိတ္တေသိရင်တော့အနာဂတ်မှာခန္ဓာဆိုတဲ့ဇာတိပရိတန်တွေပြန်ရနိုင်မှာအောင်မလားအိုနာသိနဲ့တွေ့စရာရှိသေးရဲ့လားဘိက္ခုနီမကြီးကိလေသာကျွေးတွေကျေသွားပါပြီဒီလိုနဲ့ပဲဘိက္ခုနီမကြီးကိလေသာကျွေးတွေဉာဏ်နဲ့ဆက်လိုက်နိုင်နေဆိုတာကိုသဘောပေါက်ပြီးအားလုံးတာတို့ခေါ်လိုက်ကြပါတော့